ဒီမှာပါရှင်ဒီတစ်ခေါက်မှာတော့တချို့ writing နဲ့ speaking တွေမှာအမှတ်များများရစေမယ် grammar pattern တစ်မျိုးကိုလေ့လာကြည့်ရအောင်ရှင်ဆိုတော့ဒါလေးဒီကိုယ့်ရဲ့ sentence structure ကိုလည်းပြောင်းလဲသွားစေပြီးတော့ complex sentence structure ကိုပေးနိုင်မှာဖြစ်ပါတယ်တချို့ပုံမှန်အားဖြင့် complex sentence ဖြစ်အောင်ရေးတဲ့အခါမှာတချို့လုပ်လို့ရတဲ့အခန်းကဏ္ဍနှစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်ခုကတော့ adverbial clause ထည့်လိုက်တာနဲ့ဒုတိယတစ်ခုကဒီလိုမျိုး adjective clause တွေထည့်လိုက်တာဖြစ်ပါတယ်ဒါဒီတချို့အသုံးအများဆုံးနည်းလမ်းတွေဖြစ်ပါတယ်ကဲဒါဆိုစပြီးတော့လေ့လာကြည့်ရအောင်ပထမဆုံးဒီ sentence လေးပေါ့နော် for example algebra is a subject တခုဖြစ်ပါတယ်ဒါရိုးရိုး sentence လေးပဲအဲ့ဒါအောင်မှတစ်ချက်ဖော်ပြခြင်းတယ်ဘယ်လိုမျိုးဘာသာရပ်တစ်ခုဖြစ်တယ်မလွယ်ကူဘူး तू ကခက်ခဲတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်အော်ဒါဆိုရင်တော့တစ်ချက်နောက်ထပ် adjective လေးတစ်လုံးထည့်လိုက်ပြီး difficult algebra is a difficult subject တခုဖြစ်ပါတယ်အော်ဒါဆိုရင်တစ်ချက်ဒီမှာသုံးထားတဲ့စကားလုံးလေး adjective လေးอ่ะဒါတစ်ချက်တို့ရဲ့ခက်ခဲတယ်ဆိုတော့ difficult ဆိုတဲ့စလုံးလေးကိုဒါသွားပြီးတော့ဖော်ပြပေးနိုင်တာဖြစ်တယ်ရှင်ဥပမာဒါလေးပေါ့နော်နော်ဒါဆိုရင်တချို့တို့ဒီ difficult ဆိုတဲ့စလုံးလေးကအနောက်ဘက်ကဘလို့ subject မျိုးဖြစ်တယ်ဆိုတာကိုသွားပြီးရှင်းပြပေးတာဖြစ်တယ်တကယ်လို့ကိုကကျွမ်းကျင်လို့လွယ်ကူတယ်ဆိုရင်လည်းတချို့တို့ဘာသုံးလိုက်လို့ရလဲဆိုရင် is an easy subject ဒါမျိုးပေါ့နော်တနည်းအားဖြင့်ကိုနားကိုဖော်ပြပေးနိုင်တဲ့တချို့တို့ adjective တွေပုံမှန်ထည့်လို့ရှိတယ်နော်ကဲဒါဆိုရင်အဲ့လို adjective မျိုးဒီစလုံးတစ်လုံးနဲ့ရှိရ single word adjective တွေဖြစ်တယ်ဒါဆိုတစ်ချက်ကလေအဲ့လိုမပြောချင်မဲနဲ့ဥပမာចောင်းသားအချို့နားမလည်နိုင်တော့ဒါဆိုခက်ခဲတော့တော့တချို့တို့တုံးလို့ရတဲ့စကားလုံးတွေအများကြီးရှိတယ်ဒါပေမဲ့ចောင်းသားအချို့နားမလည်နိုင်တော့အဲ့ဒီ adjective စကားစုကြီးကိုကြတော့တချို့တို့စကားလုံးတစ်လုံးနဲ့ပြည့်ပြည့်စုံအောင်ရေးလို့မရဘူးရှင်အဲ့အတွက်ကြောင့်ဘာလိုလာလဲဆိုတော့ဒီနေ့သင်မဲ့ lexing ဖြစ်တဲ့ adjective clause ဆိုတာလိုအပ်လာတယ် for example algebra is a subject that some student cannot understand အော်ဒါမျိုးကဲဒါဆိုတစ်ချက်နောက်မှာသုံးထားတဲ့ဒီစကားစုကြီးဒီအရှိဘက်ကဘလို့ subject မျိုးဖြစ်တယ်ဆိုတာကိုဖော်ပြပေးတာပဲဖြစ်ပါတယ်ဒါဆို adjective ရဲ့ function နဲ့တူတူပဲမတူတာဆိုလို့ adjective က single word တစ်လုံးနဲ့ဖြစ်တဲ့ကိုညွှန်းချင်တဲ့ noun ရဲ့အရှိပါသုံးလေးရှိတယ်ကဲဒါပေမဲ့ adjective clause ကတော့အတွဲလိုက်ဖြစ်တယ်အထူးသဖြင့်အတွဲထဲမှာ subject verb တွေပါဝင်ပြီးတော့ကိုညွှန်းချင်တဲ့ noun ရဲ့အနောက်ဘက်မှာတိုက်ရိုက်ကချင်းအဖြစ်ညွှန်းလေးရှိတယ်နော်ဒါဆိုရင်ပုံမှန် adjective ရဲ့ function အနေနဲ့တော့စင်တူပါပဲနော်ကဲဒါဆိုတချို့နည်းနည်းလေးထပ်ကြည့်ကြည့်ရအောင် for example ဥပမာကျောင်းသားနဲ့ဆရာပေါ့နော်ဆရာကကျောင်းသားကိုစိတ်ဆိုးနေတယ် for example the teacher got really mad at the student ဘလို့ဆရာမျိုးလဲဆိုရင်တော့တချို့တို့နောက်မှာညွှန်းလိုက်မယ်ဒါဆိုမျက်မှန်အကြီးတွေဝတ်ထားတော့ဆရာဒါဆိုရင် the teacher who is wearing big glasses ဒါဆိုရင် got really mad at the student ကျောင်းသားကိုလည်းညွှန်ကြည့်ရအောင် who forgot to do his homework ဒါမျိုးပဲကိုညွှန်းချင်တဲ့ noun ကဟိုမှာအရှိဆုံးကနေရာတနည်းအားဖြင့် subject place မှာရောက်နေအဲ့ subject ရဲ့အနောက်မှာတချို့ adjective clause ကိုလာထည့်တယ်တကယ်လို့ဝကြရဲ့ object နေရာကိုရောက်ရင်လည်း object နေရာကိုသွားထည့်တယ်ဒါမှမဟုတ် predicate နေရာဆိုလည်း predicate နေရာမှာသွားပြီးတော့အနောက်မှာကတ်ထည့်တယ်ဒါမျိုးပဲဒီ sentence မှာပါတဲ့ဘယ်နေရာက noun ကိုမဆိုတချို့ဒီလိုမျိုး adjective clause လေးတွေထည့်သွင်းပြီးတော့အတိတ်ပဲဖြည့်ဆွတ်လို့ရတယ်ရှင့်အဲ့ဒီမှာတချို့အသေးစိတ်လေ့လာကြည့်တဲ့အခါမှာအနည်းဆုံး2မျိုးသွားတွေ့ရမှာဖြစ်တယ်ပထမတစ်မျိုးကတော့ subject နေရာအခန်းကဏ္ဍကိုရောက်သွားတယ် subject adjective clause နဲ့နောက်တစ်ခုကတော့ object အခန်းကဏ္ဍကိုရောက်သွားတယ် object adjective clause ဆိုပြီး2မျိုးသွားတွေ့ရမှာဖြစ်တယ် subject adjective clause တွေကတော့ဒီဘက်က pronouns တွေပေါ့နော် pronouns တွေနဲ့အရင်စတယ်ပြီးတော့ရင်တော့နောက်ဘက်မှာတချို့ verb ကလိုက်လေးရှိတယ် for example ဒီချက်လက်တလောကမှာ pen လေးတစ်ချောင်းဝယ်ခဲ့တယ် I bought a pen pen ကဘယ်လိုပုံစံမျိုးလေးလဲဆိုတာအနောက်ကရှင်းကြည့်ရအောင် which smell like an orange လိမ္မော်သီးလေးကဲ့သို့အနံ့ရှိသော pen ကိုဝယ်ခဲ့တယ်ဒါဆိုရင်ဘောပင်ရေမွေးဘောပင်လေးလိုမြွှေးလေးတွေပေါ့ဒါပေမဲ့ဒီချက်ဝယ်ခဲ့တဲ့ဘောပင်လေးကတော့ပန်းနဲ့မဟုတ်ဘဲနဲ့လိမ္မော်သီးနံလေးမွေးတဲ့ဘောပင်လေးပေါ့နော် anyway ဒီအောင်မှတချို့တို့တွေဒီဒါဆိုလိမ္မော်သီးကဲ့သို့ရနံ့ရှိသောဒါဆိုရင်ဒီစကားလုံးလေးဒီဘယ်လို pen ဖြစ်တယ်ဆိုတာကိုဖော်ပြပေးတဲ့ adjective clause လေးဖြစ်တယ်ဆိုတော့ဒီမှာသူသုံးထားတဲ့ဒီ adjective clause ရဲ့ function လေးရာသူ့ကို subject နေရာမှာရှိလို့ဒါဆို subject adjective clause လို့ခေါ်တယ်ကဲနောက်တစ်ခုလူအတွက်ဆက်တာလေးလည်းကြည့်ကြည့်ရအောင်ပေါ့နော်So for example, that's our new teachers. ဒါငါတို့ရဲ့ဆရာမအသစ်ဖြစ်ပါတယ် who graduated from Oxford University. Oxford တက္ကသိုလ်မှာဘွဲ့ရလာတော့ဆရာမအသစ်ဒါဆိုဒါလေးကလည်း adjective လို့အလုပ်လုပ်နေတယ်တနည်းအားဖြင့် teachers ကိုပြောပြချင်တဲ့အတွက်ကြောင့် teachers ရဲ့နောက်မှာတိုက်ရိုက်ကတ်ထားတာဖြစ်ပါတယ်နော်ကဲဒါဆိုနောက်ထပ်လေ့လာကြည့်ရအောင်ဒါဆို object လို့ပုံစံဖြစ်သွားတယ်ဆိုတာရောဘယ်လိုလေးလဲ object လို့ဖြစ်သွားတယ်ဆိုတာကသူနဲ့သက်ဆိုင်ရာ pronouns တွေရှိမယ်ပြီးတော့နောက်ဘက်မှာတချို့ verb တန်းလိုက်မလိုက်သေးပဲနဲ့များသောအားဖြင့်နောက်ထပ် subject တစ်ခုခုတွေ့ရသေးတယ်ပြီးတော့မှတချို့ verb ကလာလေးရှိတယ် for example ဆိုတော့က example လေးတွေကိုပဲ I bought a pen
which my sister recommended ကိုရဲ့ sister ညွှန်းခဲ့သော pen ကိုဝယ်ခဲ့တယ်။ဒါဆိုရင်မတူတာလေးကဒီမှာဆိုရင်ဒါ pronounce လေးရှိတယ်။တနည်းအားဖြင့်သူ့ကို relative pronounce လို့ခေါ်တယ်။ပြီးတော့ my sister နောက်ထပ် subject တစ်ခုထပ်ရှိသေးတယ်။ပြီးရင်တချို့တို့ verb လေးလာလေးရှိတယ်။ဒါမျိုးလေးသွားတယ်နော်။ပြီးရင်တချို့တို့နောက်တစ်ခုကြည့်ရအောင်။ So that's our new teacher who my former teacher used to work with ငါနဲ့အရင်တော့ဆရာမနဲ့အတူအလုပ်လုပ်ခဲ့ပူးတော့ဆရာမအသစ်ဒါဆိုအရင်တော့ဆရာမနဲ့အလုပ်လုပ်ခဲ့ပူးတော့ဆိုတော့သူဒီတန်းပြီးတော့တချို့တို့ like သူ့မှာ verb တွေတန်းလိုက်တာမဟုတ်သေးဘူးတွင်းမှာ subject တစ်ခုပါသေးတယ်ပြီးတော့မှ verb လာတယ်เนาะဒီမှာလည်း subject တစ်ခုပါသေးတယ်ပြီးတော့မှ verb ကလာတယ်ဒီလိုပုံစံမျိုးသူ့မှာ subject တစ်ခုရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်တချို့တို့ဒါကိုတော့ objects အနေနဲ့သုံးထားတယ် objects adjective clause လို့ခေါ်လို့ရပါတယ်ရှင်ပို့ပြီးတော့သဲကွဲသွားအောင်တစ်ချက်ကဒါလေးကိုနှိုင်းရှင်ပြီးတော့ပြောပြပေးမယ်เนาะFor example, I ate an orange. လိမ္မော်သီးတစ်လုံးစားခဲ့တယ်ဒါရိုးရိုး simple sentence ပဲ It was so sweet and juicy. ချိုတဲ့အရေးရွှဲနဲ့ဒါလည်းရိုးရိုး simple sentence ပဲအဲ့ဒီ simple sentence နှစ်ကြောင်းကိုတချို့တို့တွေဒီဒါဆက်လိုက်မယ်နော်ဆက်တဲ့အခါမှာလည်းအရန်ခက်ခက်ကြီးမဟုတ်ပဲလိမ္မော်သီးဒီဘလို့အသီးမျိုးဖြစ်တယ်ဆိုတာကို adjective သဖွယ်ပြောပြပေးနိုင်တဲ့ clause ကိုထည့်လိုက်တယ်ဒါဆို I ate an orange လိမ္မော်သီးကတော့တချို့တို့ that သုံးမလား which သုံးမလားသုံးလို့ရတယ် that was so sweet and juicy ဒီမှာ it ကိုပြန်မသုံးတော့ဘူးဘာကြောင့်ပြန်မသုံးလဲဆိုတော့ it ကလည်း orange ကိုပဲညွှန်းခြင်းနဲ့ personal pronoun ဖြစ်တယ် that that ကလည်းဒီ orange ကိုပဲညွှန်းထားတဲ့ relative pronoun ဖြစ်တယ်ဒါဆိုရင်တချို့တို့တူတဲ့အတွက်ကြောင့် it ကိုပြန်ပြီးမထည့်တော့ဘူးနော်ဒါမျိုးလေးကဒီလိုသွားတယ်ပြီးနောက်ထပ် example လေးထပ်ကြည့်ကြည့်ရအောင် I ate an orange my friends pick it from the fence ငါရဲ့တငယ်ချင်းကလဲကွင်းကနေပြီးတော့ခူးလာပေးတယ်လိမ္မော်သီးကိုငါစားခဲ့တယ်ပေါ့နော်ဒါဆိုဒီနေရာမှာကျတော့တချို့တို့သုံးချင်တဲ့ it က object place ကိုရောက်နေတယ်အဲ့အတွက်ကြောင့်မလို့တချို့တို့ဒါကိုတော့ object အနေနဲ့အလုပ်လုပ်တဲ့ object adjective clause ဆိုခေါ်ပြီးတော့ဒါကိုတော့ subject အနေနဲ့အလုပ်လုပ်တဲ့ subject adjective clause လို့ခေါ်တာဖြစ်ပါတယ်နော်ကဲဒါဆို object adjective clause ကြတော့ဘယ်လိုရေးလဲဆိုတော့ my friends ကိုဖြုတ်ရမှာမဟုတ်ဘူးเนาะ it ဒီ orange ကို represent လုပ်တဲ့ pronouns ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဖြုတ်ရမှာဖြစ်တယ်ဒါဆို I ate an orange with my friends picked from the fund ဒါမျိုးဖြစ်သွားတယ်ရှင်ကဲဒါဆိုဒီချေတို့နည်းနည်းထပ်ကြည့်ရအောင်နောက်ထပ်အထူးမလို့ရတဲ့အရာလေးရတော့အဲ့လို object လို့ဆက်ထားတဲ့အရာမျိုးလေးတွေမှာဆိုရင်ဒီချေတို့တစ်ခါတလေကြောက်လို့ရှိရင်ဒီ pronouns လေးတွေကြားထဲမှာမသုံးတော့ဘဲနဲ့ဓာတ်ရိုက်ဆက်သွယ်လို့လည်းရတယ် For example I ate an orange my friends pick from the fund ဒါမျိုးဒါဆိုရင်အတွင်းထဲမှာစကားဆက်တွေမသုံးတော့ဘူး which တို့ that တို့ who တို့မသုံးတော့ဘဲနဲ့ဆက်တဲ့အနေအထားတွေလည်းရှိနိုင်ပါတယ်နော်Okay ကဲဒါဆိုတချို့တို့ခုလေးလာခဲ့တာကတော့ကိုယ့်ရဲ့ nouns လေးတွေကိုအတိတ်ပဲ information ထပ်ဖြည့်ဆွဲရင်းနဲ့ပို့ပြီးအမှတ်ရနိုင်မယ်ဝါကြပုံစံရေးသားနည်းဖြစ်ပါတယ်ရင်းနှီးလေးရလည်းအရန်လွယ်လေ့ကျင့်ဖို့လေးပဲလိုတာပေါ့နော်အပြင်နောက်ထပ်တစ်ချက်အနေနဲ့တချို့တို့မှတ်ရမှာကကြတော့ဒီလိုမျိုးဆက်တဲ့အခါမှာကိုသုံးထားတဲ့ adjective clause က subject နေရာအတွက်ဆိုလို့ရှိရင်ဒါဆိုရင် subject adjective clause ဆိုခေါ်ပြီးတော့ object adjective clause တွေလည်းရှိနိုင်ပါတယ် object adjective clause ဆိုတာကတော့ကိုယ့်ရဲ့ pronouns ကိုကြည့်လိုက်ပါအဲ့ဒီ pronouns ရဲ့နောက်မှာနောက်ထပ် subject တစ်လုံးခံနေသေးတယ်ဆိုရင်ဒါဒီဒါ object ဖြစ်ပါတယ်ဒါဆိုသူ့ကိုမပါဘဲနဲ့ဝကြဆက်လိုက်မယ်ဆိုရင်လည်းမှန်ပါတယ်ရှင့်တကယ်လို့ဒီ relative pronouns ရဲ့နောက်မှာတချို့တို့ subject မရှိတော့ဘူး verb နဲ့တန်းလိုက်တယ်ဆိုရင်ဒါဆိုရင်တော့ဒီစကားလုံးလုံးဝဖြုတ်လိုက်လို့မရဘူးဆိုတာကိုလည်းအကျဉ်းလေးမှတ်ထားလို့ရပါတယ်ရှင်ချက်တခါတည်းလေ exercise တွေစီစဉ်ထားပါတယ်ဒါဆိုဒီ exercise တွေမှာတော့ဥပမာပေါ်သဘောကောင်လေးကဘလို့ကောင်လေးမျိုးဖြစ်တယ်ဆိုတော့အနောက်ဘက်ကနေပြီးတချို့တို့စကားစုလေးနဲ့ထည့်ပြီးတော့ကိုယ်ပိုင် ideas လေးနဲ့ရှင်းပြမယ်ပြီးတော့ရင်เนาะဒါ is my brother ဒါလေးနဲ့ပြန်ပိတ်လိုက်လို့ရတယ် I read the book that အနောက်မှာဘလို့မျိုးစာအုပ်လဲ so the movie which ဘလို့မျိုးလေးလဲ I met a girl who ဘလို့မျိုးလေးလဲအနောက်ကနေကိုယ့်ရဲ့ကိုယ်ပိုင် ideas လေးနဲ့ဆက်ကြည့်ပါရှင်ဒီနှစ်ခုကတော့ဒီဝကြနှစ်ကြောင်းကိုတစ်ကြောင်းနဲ့ဖြစ်သွားအောင်ပေါင်းရေးရမယ်တာဝန်လေးဖြစ်ပါတယ်เนาะ